ပြောဖို့အခွင့်အရေးရတဲ့ကိုမပြောခဲ့တာကိုကမယိုးသားလို့ပေါ့ နိုင်မသိစေချင်လို့ကိုမပြောပြတာနိုင်ရနိုင်စိတ်ညစ်မှာဆိုလို့ကိုမပြောပြတာဟိုတောင်းမှလည်းဟိုခွန်းလို့နော်နိုင်ကိုတန်ရွယ်နဲ့ပတ်သက်ခဲ့တာဟိုရင်နိုင်နဲ့မတွေ့ခင်တော့ပါနိုင်ကိုပြောတာကိုရှောင်ပါအခုကိုနဲ့သူနဲ့ဘာမှပတ်သက်ဘူးနော်ကိုပြောတာရှောင် နိုင်တို့ချစ်သူပါတော့ကိုပြောပြခဲ့ဘူးလို့လားဒီဘာပြောပြလို့နိုင်တန်ရွယ်ကြောင်ပြီးတော့ကိုမသိချောင်စောင်းနေခဲ့တာပဲလေအဲ့တော့ကိုပြောဖို့အခွင့်အရေးရတဲ့ကိုမပြောခဲ့တာကိုကမယိုးသားလို့ပေါ့ ဟုတ်ဘူးနိုင်အဲ့လိုမဟုတ်ဘူးနိုင်အဲ့လိုမဟုတ်ဘူးလို့ဒီကိစ္စဖြစ်ပြီးသားကိစ္စမလို့ကိုနိုင်မပြောပြတာအတိတ်ကကိစ္စမလို့နိုင်မသိစေချင်လို့ကိုမပြောပြတာနိုင်ရနိုင်စိတ်ညစ်မှာဆိုလို့ကိုမပြောပြတာ စိန်ရွှေရတနာဝယ်ယူမယ်ဆိုရင်မြမရတနာလောကမှာစိန်ရည်သွေးအကောင်းဆုံးနဲ့အာမခံချက်အရှိဆုံး brand စိန်ဆိုင်စိန်ဆိုရင်စိန်နှန်းတော့